တမကတွေကဘယ်အချိန်မှာစီးရုံးကကျမကတော့တမကဖြစ်တဲ့အတွက်ကြောင့်တမကဖွဲ့ဖို့ပဲဥတည်တယ်ပေါ့တမကတွေကဘယ်အချိန်မှာစီးရုံးရတာလဲဆိုတပိတ်တွေဖြစ်တဲ့အချိန်မှာတမကတွေကိုစီးရုံးလို့ရတာအခုအချိန်မှာအလုပ်သမားတွေအလုပ်လုပ်နေတဲ့အချိန်မှာတမကဖွဲ့ပါလားလို့ပြောဘယ်သူမှဖွဲ့မှာမဟုတ်ဘာလို့ကြောက်တာဟုတ်အဲ့တော့သူတို့လုပ်ငန်းဝင်တွေမှာတောင်းဆိုမှုတွေဖြစ်လာကြတဲ့အချိန်မှာသူတို့ပြောရတာဒါနင်တို့တမကမရှိလို့ဖြစ်တာဖြစ်တယ်အဲ့တော့တမကဖွဲ့ကြပါအဲ့ချိန်မှာတမကဖွဲ့တယ်အဲ့တော့ကျမတို့အနေနဲ့က SC1 ကအစိုးရကနေပြီးတော့ register မလုပ်ထားတဲ့ဒီတရားမဝင်အဖွဲ့အစည်းဖြစ်ကြီးညာထားတာနောက်တစ်ချက်ကလည်းကျမတို့ဒီစက်မှုစုံနေရာတွေအားလုံးကဒီ martial law ထုတ်ထားတာလူ9ယောက်နဲ့အထက်မစုရအောင်ပေါ့အဲ့တော့ကျမကအဲ့လိုမျိုးဖြစ်နေတယ်ဟိုတုန်းကဆိုလို့ရှိရင်အဲ့နေရာကိုသွားမယ်ကျမ speech ပြောတယ်စာရက်တွေဖြန့်လိုက်တယ်ဒီမှာပုံစံနဲ့လက်မှတ်ထိုးကြနင်တို့ဒီမှာဘသူတွေကိုရွေးကောက်အဲ့လိုမျိုးပေါ့အခုချိန်ကျမသွားပြောကျမဖန်သွားမှာပေါ့ကျမလုပ်လို့မရအောင်ကျမစီကနောက်တစ်ယောက်လည်းလှုပ်လို့မရအောင်ဒီချိန်မှာကျမတို့ဘာပဲလုပ်လို့ရလဲဆိုတော့ union ကတာပြင်သွားလို့ရတယ်စက်ရုံ union ကျမတို့ကိုဘာကြောင့် union ဖွဲ့လဲလို့မေးကြတယ်အဲ့တော့ကျမတို့ရက်တီဖို့ဒီအလုပ်သမားတွေကူညီဖို့အတွက်ဒီလူတွေကိုမှကျမတို့ကပေါ့နော်အရှိကနေမထားဘူးဆိုကျမတို့ဘယ်လိုလုပ်ပြီးတော့တခြား strategy တွေဆွဲလို့ရမလဲအဲ့ဆိုရင်ဆိုရဲအမီနဲ့မြေပေါ်မှာဘာမှလုပ်လို့မရတဲ့အချိန်မှာ GDIG union အနေနဲ့လုပ်တယ် YFA union အနေနဲ့လုပ်တယ်ဒီတခြားပေါ့နော် union တွေကနေသူ့နာမည်နဲ့သူအလုပ်လုပ်ကြတယ်အဲ့တော့အဲ့လိုအလုပ်လုပ်ဖို့အတွက်ဒီ union တွေက register ရှိမှရမှာဒါဒီအခြေခံဒီစက်ရုံ union အနေနဲ့လုပ်တယ်ကျမတို့ကအဲ့ union တွေကိုအရှိရထားပြီးနောက်ကနေရတယ်ဥပမာဘယ်စက်ရုံမှာတောင်းဆိုမှုဖြစ်တယ်ဆိုရင်အဲ့ဘယ် union ကနေသွားစကားပြောဒါသူတရားဝင်ပြောခွင့်ရှိတယ်နောက်စက်ရုံတွေကနေပြဿနာတက်လာတယ်ဆိုရင်ညှိနှိုင်းပြန်နေရန်ညောင်းကိုသွားခြင်းနဲ့ဘယ်လိုလုပ်ချင်တယ်ဆိုစာရက်စာရက်အားလုံးကျမတို့ဘက်ကပြင်ပေးတယ်တို့တော့ union ကသွား union ကိုယ်စားလှယ်ယူပြီးတော့သွားဒါတော့မှသူတို့ကသိဟိုတုံးမဆိုင်မှာထိုင်နေတဲ့သူတွေကသိတယ်ဒါကဘယ် union ကလာတယ်တခါလည်းပြောလို့လိုက်တယ်နင်တို့တရားဝင်သလားသတင်းစာကြီးကိုထုတ်ဒီသတင်းစာထဲမှာနင်တို့နာမည်ပါတယ်လုပ်ငန်းရှင်ကိုသွားသူတို့မပြောလုပ်ငန်းရှင်ကိုပြောခိုင်းတယ်ပြီးတဲ့ခါကျရင်အလုပ်သမားတွေကိုလည်းနင်တို့သူတို့ဖွဲ့တဲ့သွားပေါင်းနင်တို့ထောင်ချမယ်ဒီလိုမျိုးပေါ့နော်ဒါတွေကိုကျမတို့ကဘာနဲ့ဖြည့်ရှင်းလာလဲကျွန်တော်တို့အလုံးနဲ့တက်တည်ပြလာတယ်ဟိုဒေါ်မျိုးရေးဆိုတဲ့သူကသွားပြီးဖြည့်ရှင်းတာမဟုတ်ဘူး SCN ကသွားပြီးဖြည့်ရှင်းတာမဟုတ်ဘူးဒီ union ကကိုယ်စားလှယ်ယူပြီးတာလာဖြည့်ရှင်းတယ်ဆိုတာမျိုးလုပ်နေတာပေါ့နော်ကျမတို့အနေနဲ့ဒီမြေပြင်ပေါ်မှာဒီလုံသမားတွေနဲ့အတူတူလုံးလို့ရသလောက်ရက်ပြီးတော့နေပါပဲအလုံသမားရှိရင်အလုံသမားတမကရှိမယ်အလုံသမားတမကရှိဖို့အတွက်ကကျမတို့ရှိနေမှာဖြစ်မှာကျမတို့ကတခြားနေရာမှာနေမယ်အလုံသမားတွေကဒီမှာနေမယ်ဆိုရင်သူတို့အကျိုးကူညီဆောင်ရွက်ပေးလို့မရအောင်အဲ့တော့ကျမတို့အဖမ်းမဲ့ခံရထောင်မဲ့ကြအသက်ပဲခံရဒါဒီသမိုင်းတွေမှတ်ကြောက်တင်ကြံခဲ့လိမ့်မယ်ကျမတို့ကတော့ဒီအလုံသမားတွေဂျားထဲမှာပဲနေဒီအလုပ်တွေကိုဆက်လုပ်နေတယ်ပေါ့အခုကျမတို့အများကြီးပဲဒီပြောတန်နေကြားတယ်ပေါ့နော်မြေပြင်မှာနေတာဒီအလုပ်သမားအလုပ်တွေလုပ်တာအလုပ်သမားတွေအတွက်ကိုဒီလိုမျိုးလုပ်တာဟာကျမတို့ကစစ်တပ်နဲ့ပေါ့နော်ပေါင်းတယ်လို့စစ်တပ်ကိုထောက်ခံတယ်လို့မဟုတ်ပါဘူးကျမတို့ကဘယ်အစိုးရအောင်မှာဘယ်အစိုးရရဲ့လက်ကင်တုံးမှမဟုတ်တယ်လို့ဘယ်နိုင်ငံရေးပါတီရဲ့လက်ကင်တုံးမှလည်းမဟုတ်ဘူးဘယ်အစိုးရအောင်မှလည်းကျမတို့ကမထောက်ခံတယ်လို့ဘယ်နိုင်ငံရေးပါတီကိုမှမထောက်ခံဘူးကျမတို့အလုပ်သမားကိစ္စရဲ့တီးတန့်ကိုပဲကျမတို့ဒါလုပ်နေတာဖြစ်တယ်လိုအပ်တဲ့အစိုးရပြင်ဖို့ရှာရှိရင်လည်းကျမတို့အမြဲတမ်းပြောတယ်ဒါတွေထောက်ထားတွေမချိုက်ဘူးဒါတွေလက်မခံအောင်အဲ့တော့နိုင်ငံရေးပါတီတွေလွှတ်တော်မှာဒီဥပဒေတွေပြင်ဖို့လိုလာတဲ့တစ်ချောင်းလုံးမှာလည်းကျမတို့ပြောလာခဲ့တယ်ပေါ့နော်လုပ်တာမလုပ်တာကတော့အစိုးရနဲ့ပါတီတွေရဲ့အပိုင်းမှာကျမတို့ကတော့ကျမတို့ပြောရမယ်ကျမတို့ထိလာတယ်ဆိုလို့ရှိရင်တော့ကျမတို့အမြဲတမ်းကိုတောင်းရင်ကိုကြေခဲ့တာပါအခုချိန်ကြီးတာ